Shalom အရှင်ကောင်းကြီးပေးပါစေဟုတ်ကဲ့လာမယ့်ဒီတစ်ပတ်မှာကပိန်တကုတ်နေဖြစ်ပါတယ်ပေါ့နော်ပိန်တကုတ်နေ့မှာကျမတို့ကအထူးပြင်ဆင်ဖို့လိုအပ်တယ်ဆိုတော့တမန်တော်ကာလမှာပေါ့နော်ဆိုတော့တမန်တော်ခေတ်ကာလမှာကတန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းတဲ့အရာစောင့်ဆိုင်တဲ့သူကစိတ်ရှိစွာနဲ့စောင့်ဆိုင်တဲ့သူက120ပေါ်မှာတွန်းလောင်းပေးတဲ့ဖြစ်တယ်ပေါ့နော်900ကျော်ကဘာလဲဆိုရှင်ဟိုစားလာပါဝင်ပေမဲ့လေသူတို့ကမစောင့်နိုင်လို့ပြန်သွားတာဖြစ်တယ်ယနေ့ကဘာလဲဆိုရှင်တန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းခြင်းကိုကျမတို့မရှောင်သွားဖို့ရည်ကြီးတယ်ဖြစ်တယ်ပေါ့နော်ယုံကြည်သူတိုင်းကတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖြည့်ခြင်းမှရှိမှပဲကျမတို့ကအဲ့ဒီဝိညာဉ်တကူဝိညာဉ်တော်ပဋိစ္စံအဲ့ဒီခံချင်းဟာတကယ်ရည်ကြီးတာဖြစ်တယ်ခံရမယ့်နေရာကဘာလဲဆိုလို့ရှိရင်ဝိညာဉ်တော်နဲ့တွာလာတဲ့ဆရာဆရာမတွေစီအတင်းတော်တွေတော့ပါဝင်မှပဲကျမတို့ကရရှိမှဖြစ်တယ်ပေါ့နော်ချိုတင်မေးလို့လည်းရတယ်ဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်မှာဝိညာဉ်တော်ပဋိစ္စံဝိညာဉ်တော်တွန်းလောင်းခြင်းရှိသလားလို့ပေါ့မေးဖို့လည်းအရေးကြီးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ပါပဲလို့ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ပိတ်သိခြင်းရှိမှပဲတန်ရှင်တော်ဝိညာဉ်တော်တကိုးရရှိမှပဲအောင်မြင်ခြင်းအသက်တာကိုလမ်းနိုင်မှာဖြစ်တယ်ပေါ့နော်ယုံကြည်သူတိုင်းအရေးကြီးနေတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့နှုတ်ကပတ်တော်ထက်မှာပြောထားတာပေါ့နော်ဆိုတော့ဒီယောဟန်ကရေနဲ့ပဋိစ္စံကိုပေးရဖြစ်တယ်ပေါ့နော်ဖျားခင်ဆစ်လို့ပေးတာရေနဲ့ပဋိစ္စံကိုပေးတဲ့ခါမှာယုံကြည်သူတိုင်းကပေါ့နော်ဆိုတော့ရေနဲ့ပဋိစ္စံကိုတည်တယ်ပေါ့နော်ရေနဲ့ချင်းခံကိုတည်တယ်အဲ့ဒီရေနဲ့ချင်းခံတဲ့အရာတွေကနောင်တနဲ့ဆက်ဆိုင်တဲ့ပဋိစ္စံဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါခံပြီးလို့ရှိရင်မပြီးသေးဘူးလေနော်ပါထပ်လို့တည်လဲဆိုလို့ရှိရင်ယုံကြည်သူတွေအများကြီးတွေခင်းနေတဲ့အရာတွေကပါမြင်တွေ့ရတယ်ဘာလို့ဆိုရှင်ဘာလို့တကူမရှိတာလဲဘာလို့အောင်မြင်ဝိညာဉ်ရမှာမအောင်မြင်တဲ့အရာတွေအဲ့ဒီဟာကဘာလဲဆိုရှင်တန်ရှင်တော်ဝိညာဉ်တော်ပဋိစ္စံမခံခြင်းတွေဖြစ်တယ်ပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ပဋိစ္စံခံတဲ့ခါမှာတကူပေးနေမဲ့တန်ရှင်တော်ဝိညာဉ်တော်တွန်းလောင်းပေးလာတဲ့ခါမှာကျမတို့ကမာနကိုအောင်စေတဲ့အရာတွေနင်ထုတ်နိုင်တဲ့အရာတွေအရာအားလုံးကိုကြော်လွှားစေတဲ့အရာတွေကအဝင်ကြီးတကူတွေဟောပြောခြင်းတဲ့တကူတွေပေါ့နော်ဆိုတော့အဝင်ကြီးတကူတွေအားဖြင့်တော်လကောင်းပါလဲဆိုရှင်ဒီတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်လမ်းပြပို့ဆောင်ပေးတဲ့အရာဖြစ်တယ်ပေါ့နော်ဝိညာဉ်စုကျေးဇူးတွေနေပဲတီတွားနိုင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖြည့်ချင်းခံဖို့အရေးကြီးတယ်ဖြစ်တယ်ဆိုတော့အပြင်ရဲ့စုကျေးဇူးတွေကတော့ရရှိပေမဲ့လည်းဆိုတော့ဝိညာဉ်နဲ့ဆိုင်တဲ့စုကျေးဇူးတွေကိုလည်းတာဝေရရှိစေဖို့လည်းအရေးကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာပြောထားတဲ့အရာပေါ့နော်ဆိုတော့ဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာအရင်တော့ကဘာမှမရှိဘူးလေထိုးတော့မရှိတော့လေတဲ့တင်တို့အပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တော့ခါတင်တို့ဒီတဲ့တကိုးကိုခံရမှာဖြစ်တယ်ပေါ့နော်တကိုးခံရ၍ယေရှုစလင်မြို့မှာစတော့ယူတာပြီးရှင်မာရိပြီးမြေကြီးစွန်းတိုင်အောင်ငါကြီးတက်သေးဖြစ်ကြလိမ့်မည်မိန်တော်မူဟာလေလုယာအဲ့ဒီအရာကတကယ်ရေးကြည့်တယ်အရင်တော့ကမရှိခဲ့တဲ့အရာတွေဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့ခါမှာကျမတို့ထက်မှာဆင်းသက်ဖြည့်ပေးလိုက်တဲ့ခါမှာပေါ့နော်ဆိုတော့ကျမတို့ကတကိုးခံရတယ်ပါလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တကိုးခံရတယ်တန်ရှင်တော်ဝိညာဉ်တော်တကိုးမခံတဲ့လူကတာမန်လူပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမယုံကြည်သူကဲ့သို့ပဲဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်တကိုးခံပြီးတဲ့ခါမှာထူးခြားလာတဲ့တက်တာဖြစ်တယ်ပေါ့နော်ဆင်းသက်တော့ခါတင်တို့ဒီတကိုးခံရ၍ယေရှုစင်မျိုးမှာစတော့ယူတာပြီးရှင်မာရိပြီးမြေကြီးစွန်းတိုင်ငါတက်တဲ့ဖြစ်ကြလိမ့်မယ်မိန့်တော်မူဘာပြောချင်တာလဲဘာလဲဆိုရှင်ကိုရဲ့ယေရှုစင်မြို့တိုင်းပြည်နယ်မှာတွားနေရာတိမှာတွားတဲ့အရာတွေကလည်းဘာလဲဆိုရှင်ကျမတို့အဝင်ကလေးပဲလို့ပါလဲဆိုရှင်တဏှာပဲတော့ပါလဲအဖျားရဲ့အမှုတော်များကလေအဲ့ဒီတကိုးရှိဖို့လိုအပ်တယ်တကိုးမရှိဘူးဆိုလို့ရှင်လူတက်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကျန်းစာလေးတိပြီးမှဝင်ရတာပဲတက်ပဲဖြစ်တယ်ဘာဖြစ်လို့ဆိုမမင်းရတဲ့ဝိညာဉ်တကိုးရဲ့ဖြည့်ထားခြင်းအရာကကျမတို့အောင်စီတယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီနေပယ်ထဲမှာပါလဲဆိုဝိညာဉ်လေးထုထဲမှာမာနနေပယ်ထဲမှာအတီးတီးတွားတဲ့ခါမှာဝိညာဉ်တကိုးရှိတဲ့လူနဲ့မရှိတဲ့လူကတားကွာခြားသွားတာဖြစ်တယ်ဆိုတာပေါ့နော်သိရတာဖြစ်တယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တကယ်ပဲဖြည့်ထားဖို့လိုအပ်တယ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တန်ရှင်တော်ဝိညာဉ်တော်ဖြည့်တဲ့ခါမှာပေါ့နော်ဆိုတော့ချို့အတင်းတော်တွေမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တဲ့ခါမှာတချို့တွေကပါလဲဆိုရှင်ဝိညာဉ်တော်တိုးထီတို့ဝိညာဉ်တော်ရဲ့လှုပ်ရှားခြင်းတိုးထီလို့လဲတွားတာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုဝိညာဉ်တော်တိုးထီလို့ဖြစ်တယ်ပေါ့နော်ဝိညာဉ်တော်ဖြည့်ပေးခြင်းဝိညာဉ်တော်ရဲ့စေကြောခြင်းတွေဖြစ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာကိုကျမတို့ကကြောက်ရွံ့ခြင်းမရှိဘဲနဲ့တွားဖို့ရည်ကြည်တယ်တချို့ကပါလဲဆိုရှင်
မာနကလာနောက်ဆက်တဲ့အရာတွေကလည်းအော်တတ်တဲ့ရှိတယ်ပေါ့နော်အဲ့ဒီအော်တဲ့အရာတွေကပါလဲဆိုလို့ရှိရင်ပါလဲဆိုရှင်ဒီမာနကဟိုဒီဟာကိုမရစေချင်လို့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့အဲ့အရာတွေကိုလည်းကျမတို့ညှင်းဆန်ဖက်ရှာဆူတောင်းချင်းတကယ်ပဲရည်ကြည်တာဖြစ်တယ်ပေါ့နော်ဆူတောင်းခံဖို့ရည်ကြည်တယ်ဖြစ်တယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝတဲ့ဆရာမတွေကပါလဲဆိုလို့ရှိရင်တမန်တော်ပြောထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ပြေဝတဲ့အရာတွေလက်တင်ပေးလိုက်ခြင်းအပြင်သူတို့ရဲ့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်စင်တဲ့တာကိုမြင်တွေ့ရတာဖြစ်တယ်ပေါ့နော်တမန်တော်ကျမတို့ကောင်းကောင်းဖတ်လို့ရှိရင်ကျမတို့စင်ချင်းမိမှာဖြစ်တယ်ပေါ့နော်တမန်တော်ဝတ္ထုကိုမကြာခဏဖိုင်တာပြီးတော့ကောင်းတယ်ပေါ့နော်ယုံကြည်သူရဲ့တက်တာမှာဆိုတော့အဲ့ဒီလက်တင်တဲ့အရာကပါလဲဆိုရှင်ယေရှုရဲ့သခင်ယေရှုရဲ့ပိဋိတ်ခြင်းနဲ့တင်တာဖြစ်တယ်ပေါ့နော်သခင်ယေရှုရဲ့ပိဋိတ်ခြင်းနဲ့တင်တာဖြစ်တယ်ဆိုတော့တင်တဲ့ခါမှာလေသခင်ယေရှုအဖြစ်ပါလဲဆိုရှင်လက်ကပါလဲဆိုလို့ရှိရင်သူတို့ကငါတို့ကိုလက်တင်တာပါညာဆိုတော့ရှင်သခင်အဲ့ချိန်မှာကသခင်ရှုလက်ကတုံးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့လူတွေပါလဲဆိုလို့ရှိရင်သူရဲ့ပိဋိတ်ချင်းနဲ့တုံးချင်းခံရတဲ့ခါမှာပေါ့နော်တင်တဲ့လူကလည်းတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝချင်းစေကြိုးချင်းခံတဲ့လူတင်ဖို့ရည်ကြီးတယ်ဖြစ်တယ်ပေါ့နော်အဲ့ဒီဆရာမတွေတင်တဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်အကြီးကျယ်ဆင်းလာတဲ့ခါမှာပြောင်းလဲသွားတာဖြစ်တယ်ဟာလေလုယာပြောင်းလဲသွားတဲ့ခါမှာပါလဲဆိုလို့ရှိရင်အဲ့ဒီမတူတော့ဘူးเนาะဆိုတော့သူများနားမလဲတဲ့အရာတွေလည်းဖျားရှင်ကဝိညာဉ်ในပိုင်းမှာနားလဲစေခြင်းစေတဲ့အရာတွေဖြစ်တယ်ပေါ့မာနကိုအောင်တယ်နတ်ဆုကိုနင်ထုတ်နိုင်တယ်ပေါ့เนาะဆိုတော့အိမ်ဝင်ကလေးတွေလိုလည်းတကိုးရှိစွာနဲ့ခေါ်ပြောနိုင်တဲ့လူဖြစ်လာတယ်ပေါ့เนาะဆိုတော့ပြောင်းလဲစေတာအတန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ပေါ့เนาะဆိုတော့အဲ့ဒီအရာကိုကျမတို့တာပြည့်အလိုရှိဖို့အရေးကြီးတယ်ဖြစ်တယ်ပေါ့เนาะဆိုတော့ဒီလာမယ့်ကာလမှာလေတန်ရှင်တော်ဝိညာဉ်တော်မပါဘူးဆိုလို့ရှိရင်ကျမတို့မကြော်ဖြတ်နိုင်ဘူးเนาะမကြော်ဖြတ်နိုင်တဲ့အရာတွေဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တကိုးရှိခြင်းအပြင်ဝိညာဉ်တော်ကအထက်မှာအုပ်ဆိုးလိုက်တယ်ဖြည့်ပေးလိုက်တယ်အဲ့ဒီဝိညာဉ်တကိုးနဲ့ကျမတို့ဆုတောင်းတဲ့ခါမှာအလုတ်လုတ်တဲ့ခါမှာတကယ်ပဲထူခြားစေတာဖြစ်တယ်ပေါ့နော်တကယ်ပဲထူခြားစေတာဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်သူတိုင်းပေါ့နော်ဆိုတော့ယုံကြည်သူတိုင်းကပါလဲဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်တကိုးခံဖို့လိုအပ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တင်းထဲမှာဘာတကိုးမှမရှိဘူးဆိုလို့ရှိရင်အသက်ရှင်တဲ့အရာတွေကဘာမှမထူးမခြားဘူးဖြစ်တယ်ပေါ့နော်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်တကိုးရရှိတဲ့ခါမှာအရာရာအလုံးပါလဲဆိုဝိညာဉ်တော်အပြင်ကြော်ဖြတ်စေမယ့်အရာတွေဖြစ်တယ်ဟာလေလုယာဆိုတော့ဒီအရာတွေကိုကျမတို့ဒီချိန်ပါလဲဆိုလို့ရှိရင်ဒီလာမယ့်ပတ်တနင်္ဂနွေနေ့မှာတန်ရှင်တော်ဝိညာဉ်တော်ပါတိဆန်တုံးလောက်မဲ့နေ့ရက်ကာလတွေဖြစ်တယ်ဆိုတာပေါ့နော်ပြန်ပြီးတော့ခွန်အားပေးချင်တာဖြစ်တယ်ဆိုတော့ဒီလက်တင်တဲ့အရာတွေကလည်းပါလဲဆိုတမန်တော်66မှာလည်းအများကြီးရှိတယ်ပေါ့နော်ခြားကြောင်ပိုက်တွေလည်းအများရှိတယ်ဖြစ်တယ်မဟုတ်တခုချင်းတော့မပြောတော့ဖြစ်တယ်ပေါ့နော်တမန်တော်တို့တွေလည်းဆွတောင်းပြီးလေထိုသူရဲ့ကောင်းပေါ်မှာလက်ကိုတင်ကြရေးလက်တင်တဲ့ခါမှာဝိညာဉ်တော်ဆင်းလာတာဖြစ်တယ်ပေါ့နော်ဆိုတော့ဝိညာဉ်တော်ဒါပေမဲ့ကိုကမျက်စိနဲ့မမြင်ရပါပဲဝိညာဉ်တော်ကအထဲထဲမှာတွန်းလောင်းပေးလာတဲ့အရာတွေကိုခံစားစေတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ချို့တွေပါလဲဆိုရှင်အသက်တာမှာထူးခြားစွာပြောင်းလဲတယ်ဖြစ်တယ်ဟာလေလုယာဆိုတော့ဝိညာဉ်တော်ကိုရပြီးတဲ့ခါမှာစီချိုးခြင်းပြုပြင်ခြင်းအတိအကျပေါ့နော်လူတစ်ဖြစ်ခြင်းတွေကဒီဝိညာဉ်တော်အားဖြင့်ပဲကျွန်တော်တို့ဆွဲခေါ်သွားမယ့်အရာတွေကဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားရှင်ရဲ့ယေရှုတော်ချီးမွမ်းတယ်ဆိုတော့ဒီတမန်တော်နေ့မှာလည်းခဏဖတ်ခြင်းတယ်ပေါ့နော်ဟောဖူတော့အချက်ကနောင်ကာလနဲ့လူမျိုးတကာတော့အပေါ်တော့ငါ၏ဝိညာဉ်ကိုငါသွန်းလောင်းမိတဲ့တင်တို့သားသမီးတို့တွေတဲ့ဘရောဖက်ညာနဲ့ဟောပြောကြလိမ့်မယ်ဟာလေလုယာဆိုတော့လူမျိုးတကာတို့ပေါ်မှာသွန်းလောင်းမယ်ဒါပေမဲ့ကိုစာငှပ်ဖို့တော့လိုအပ်တယ်နော်တင်တို့သားသမီးတို့တွေတဲ့ဘရောဖက်ညာနဲ့တင်တို့သားသမီးတို့တွေတဲ့ဘရောဖက်ညာနဲ့ဟောပြောကြလိမ့်မည်တဲ့အသက်ငယ်တော့သူတို့တွေပြာတဲ့ယူပါယုံကိုမြင်ကြလိမ့်မယ်ဟာလေလုယာယနေ့မှာပြာတဲ့ယူပါယုံပြတဲ့အရာတွေပေါ့နော်ဆိုတော့ဒီပြာထည့်ပေးတဲ့ပြာတဲ့ယူပါယုံလည်းမြင်တွေ့ခွင့်ပေးမယ်အသက်ကြီးရောက်သူတို့တွေလည်းနမိတ်အိမ်မက်တို့ကိုမြင်ရကြလိမ့်မည်ဟာလေလုယာဆိုတော့ဒီအိမ်မက်တဲ့အရာတွေကလည်းမြင်ကြလိမ့်မယ်ဖျားစကလာတဲ့အိမ်မက်တွေဖြစ်စေဖို့လည်းပေါ့နော်ဆိုတော့ကျမတို့အဲ့ဒီအိမ်မက်ကဖျားကိုဒီတန်ရှင်တော်ဝိညာဉ်ကိုခံပြီးတဲ့ခါမှာပေါ့နော်ဒီနမိတ်အိမ်မက်တို့ကိုလည်းမြင်ရကြလိမ့်မည်ဘယ်ကာလမှာဘာဖြစ်လာမလဲဟိုစားပေါ့နော်တခုပြတဲ့အရာတွေကလည်းရှိတာဖြစ်တယ်ပေါ့နော်ဖျားစကားပြောတဲ့ခါမှာဒီနမိတ်အိမ်မက်တွေအဖြစ်လည်းပြောတဲ့အရာတွေလည်းရှိတယ်ဖြစ်တယ်ပေါ့နော်ယူပါယုံအဖြစ်ပြတဲ့အရာတွေလည်းရှိတယ်ပေါ့နော်
ဆိုတော့ prophet ညာနဲ့ဟောပြောစီမဲ့အရာတွေပေါ့နော်ဆိုတော့ဒါတွေကိုဆင်ခြင်တဲ့ခါမှာပေါ့နော်ဆိုတော့ဘုရားရှင်ပေးတဲ့တကူတော်တုံးလောင်းခြင်းအဖြစ်ရရှိစေမယ်ဖြစ်တယ်ထိုကာလနဲ့ငါရဲ့အမှုကိုဆောင်ရွက်တော်ယောက်ျားမိန်းမတို့အပေါ်ငါရဲ့ဝိညာဉ်ကိုငါတုံးလောင်း၍တဲ့ဘယ်လိုလူမျိုးတွေတုံးလောင်းမယ်ယောက်ျားတွေအပေါ်မှာပဲလားမဟုတ်ဘူးနော်မျိုးတွေမြေတွေပေါ်မှာလဲတုံးလောင်းမယ်ကလေးသူငယ်များနေတဲ့ပေါ်မှာလဲတုံးလောင်းမယ်ဖြစ်တယ်ပေါ့နော်ဆိုတော့လူကြီးလူငယ်အားလုံးပေါ်မှာတုံးလောင်းမယ်ဖြစ်တယ်အတိကတော့ကိုစာငါဖို့အခွင့်ပေးဖို့ပဲရည်ကြီးတယ်ဖြစ်တယ်ဟာလေလုယာဆိုတော့တုံးလောင်းခြင်းခံတဲ့ခါမှာငကိုတော့ငါနှုတ်ကပတ်တော်မဟောပြောတတ်တဲ့လူကရဲရင်ဆိုတော့ဟောပြောခြင်းကိုဖျားရှင်ပေးတယ်ဖြစ်တယ်ပရိုဖက်ညာနဲ့ဟောပြောကြလိမ့်မယ်တဲ့နော်ဆိုတော့ဒီပြောစရာတဲ့အများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ပြောစရာအများရှိတယ်ဖြစ်တယ်ဒါပေမဲ့လည်းပါဆို line ကခဏလေးပဲဟိုစားပေါ့နော်ဆိုတော့အကြာကြီးဆိုလို့ရှိရင်ဖွင့်လို့မရမှာဆိုတော့ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီတပတ်မှာလည်းတန်ရှင်ဝိညာဉ်တော်ရဲ့တုံးလောင်းခြင်းတွေကိုခံယူကြအောင်ပြင်ဆင်ကြအောင်အခုချိန်ကနေပေါ့နော်အစာရှောင်ပါပေါ့နော်အစာရှောင်ပါဒီတပတ်တုံးလောင်းခြင်းပတ်မှာတော့ပါဝင်ရမလဲဆူတောင်းပါကျွန်တော်တို့အတင်းတော်ကတော့ဗာလဲဆိုလို့ရှိရင်ပင်တကုတ်တွေလေးကတော့တန်ရှင်ဝိညာဉ်တော်တုံးလောင်းခြင်းကိုခံယူနေတဲ့အတင်းတော်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နေတဲ့ပြုံးနေနေစခမ်းမှာဖြစ်တယ်ပေါ့နော်ဆိုတော့အလာပါဝင်လို့လည်းရတယ်အဲ့တန်ရှင်ဝိညာဉ်တော်တုံးလောင်းခြင်းကိုခံချင်တဲ့လူတွေကိုပေါ့နော်ဆိုဆန်ငတ်တဲ့လူတွေပြုတ်ပြပေးတာဖြစ်တယ်ပေါ့နော်ချို့အတင်းတော်လည်းမေ့ချိလိုက်ပေါ့နော်ဆိုတော့ကိုဗာလဲဆိုရှင်အတင်းတော်တုံးလောင်းဝိညာဉ်တော်တုံးလောင်းတဲ့အတင်းတော်တွေဒီတစ်ပတ်မှာဟိုစာပြင်ဆင်ထားတာရှိသလားဆိုတော့စတင်ဖြင့်မေးလို့လည်းရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုပြောလိုက်တဲ့ခါမှာကျမတို့ကသူများရဲ့အတင်းတော်တဲ့လူတွေကိုဆွဲနေတာမဟုတ်ဘူးပေါ့နော်ဆိုတော့တန်ရှင်ဝိညာဉ်တော်တကယ်ကိုလိုအပ်တဲ့လူမှပဲဟိုစားပေါ့နော်ဆိုတော့ပြောပြပေးခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ယေရှုတင်တယ်ယေရှုတော်ချီးမွမ်းတယ်ဟာလေလုယာတန်ရှင်ဝိညာဉ်တော်ခံတဲ့လူတန်ရှင်ဝိညာဉ်တော်ကိုတော့ရရှိတဲ့လူတွေဖြစ်ပါစေဖျားရှိတဲ့ကြီးမားတဲ့ကိုနမိတ်လက်ခဏတွေအသုံးတော်ခံဖို့တန်ရှင်ဝိညာဉ်တော်ရဲ့ဖြစ်ချင်းခံတဲ့လူတွေဖြစ်ပါစေဟာလေလုယာတန်ရှင်ဝိညာဉ်တော်တုံးလောင်းခြင်းရောက်စီတိုင်းတက်ရောက်ပါစေယေရှုခရစ်တော်နာမနဲ့ကောင်းချီးပေးတယ်ဟာလေလုယာရှလုံးယေရှုတင်တယ်